ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိအာမခံအလုသမားများရဲ့တာသမီများအားပညာသင်စေဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေးရခြင်းနဲ့တဘာဘေးအန္တရာယ်ကြားရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ပေးရခြင်းခန္ဓာကိုဒီနေ့မနက်ပိုင်းမှာနေပြည်တော်ကောင်စီနယ်မြေဇဗုသီရိခမ်းမမှာကျင်းပရာပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးကနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှာကြားချက်နဲ့အညီ2025-2026ပညာသင်နှစ်မှာစတင်ကအာမခံအလုသမားများရဲ့အချိန်ပြည့်ပညာသင်ကြားနေတဲ့သားသမီးများအတွက်ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးလျက်ရှိရာပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းပညာသင်စရိတ်လျှောက်ထားလာတဲ့အာမခံအလုသမား3839ဦးရဲ့သားသမီး9198ဦးအတွက်ပညာသင်စရိတ်ထောက်ပံ့ခြင်းငွေကျပ်သန်း220.533သန်းထောက်ပံ့ပေးရမှာဖြစ်ပြီးပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီးပြည်နယ်အားလုံးရှိအာမခံအလုသမား92,994ဦးရဲ့သားသမီး95,412ဦးအတွက်ငွေကျပ်3.08ဘီလီယံကျော်ကိုအွန်လိုင်းပေးမဲ့စနစ်ဖြင့်အာမခံအလုသမားများထံသို့ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်းဒါအပြင်မန္တလေးငရင်တန်းဘေးသင့်တဲ့အာမခံအလုသမား6,959ဦးအတွက်တဘာဘေးရန်ရဲ့ကြားရမှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစား권ငွေကျပ်သန်း969.365ကိုလည်းခွင့်ပြုထုတ်ပေးမှာဖြစ်ပြီးပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင်တိုင်းဒေသကြီးပြည်နယ်6ခုမှအာမခံအလုသမား9,995ဦးအတွက်ငွေကျပ်6.605ဘီလီယံကျော်အွန်လိုင်းပေးမဲ့စနစ်ဖြင့်ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးကနေပြည်တော်ကောင်စီဥက္ကဋ္ဌထံမိသားစုထောက်ပံ့မှုအကျိုးခံစား권 40%ကျပ်သန်း969.365ကို၎င်းဒုတိယဝန်ကြီးကနေပြည်တော်ကောင်စီဝန်ထံသို့ပညာသင်စေထောက်ပံ့ခြင်းငွေကျပ်သန်း220.533ကို၎င်းလွှဲပြောင်းပေးရပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများဟာနေပြည်တော်ကောင်စီရုံးအတွင်းရွေရှားစေကူသရင် MNU ဖြင့်အာမခံလုပ်သားများအားကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကိုကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။